မေမင်္ဂလာရှိသောဗုဒ္ဓဦးနေ့ညနေခင်းလေးဖြစ်ကြပါစေရှင်ဒီနေ့မှာတော့ကျမတို့မောင်နှမတွေတီဆိုဖြောပေးကျင်တဲ့တခြင်းလေးနာမည်ကပျော်နေပါဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဒီတခြင်းလေးကိုတေးရေးကိုစုကရေးထားပြီးတော့တေးဆိုကတော့ကိုအေဒီတို့ကိုကောင်းကောင်းလို့ဆိုထားတာဖြစ်ပါတယ်မိမျိုးကကိုအေဒီဖြစ်ပါတယ်ကိုဘဝနဲ့ကိုအေဒီတို့လည်းမိမျိုးမှာအမှတ်တရဆိုထားပါသေးတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာအဆိုရီများကြီးဒီတခြင်းလေးကိုဆိုထားတာတွေ့ရပါတယ်ကျမတို့မောင်နှမတွေရတယ်ဂီတကိုလေးစားသောအဖြစ်နှစ်သက်သောအဖြစ်ဒီတေးတွေပေါ့တေးဆိုတွေကိုပေါ့နော်ခွင့်တောင်းပြီးတော့ဝါသနာရဒီဆိုရခြင်းဖြစ်ပါတယ်လို့ပြောရင်းနဲ့ချစ်တော်နားလေးနဲ့နားဆင်ပေးကြပါဦးရှင်ကြောင်များငါကိုတရားရင်းနဲ့မိဝဆက်စီလေးဒါဟာမင်းချစ်ဆိုCan you love me သူပြောနေဘူးရင်ကြည်တာပါနာသူတွန်းလေးစီဖို့မလို့ပါလိုဒီမြားတွေဖြစ်စီဖို့ကြိုးစားရင်ဝေကချစ်နေဆွမ်းကုန်ချစ်ခဲ့